တဲ့နန်းရှင်တို့စိုးပိုင်ရာရန်တောင်ထိတ်ကနတ်စိမ့်တို့ငှားရမ်းခဲ့တဲ့စိန်ရွှေရတနာဇတ်တပင်လူသူမနီးတဲ့တောင်ကဘာပါးရန်ထက်ကနေတာယာနာပျော်ပွဲဆိုင်းတန်ပုံတန်းတွေလွင့်ပြန့်လာခဲ့ရင်တင်ပါလုံးမလဲရခိုင်ရိုးမရဲ့မြူခိုးတွေကြားမှာတီရှိနေတဲ့ရန်တောင်ဆိုတာတာမန်တောင်တတောင်မဟုတ်ပါဘူးအဲ့ဒီနေရာမှာလူသားတွေမမြင်နိုင်တဲ့အမှောင်လောကကပြိတ္တတွေအတွက်ကပြဖြောဖြေခဲ့ရတဲ့နာမည်ကျော်ဆက်တပင်တစ်ခုရဲ့ဖြစ်ရမှန်အကြောင်းကိုတင်ကြားဖို့ပါလားကျွန်တော်အန်နဝါပါဒီနေ့မှာတော့ကျွန်တော်တို့ရခိုင်ဒေသရဲ့မြေပုံမြို့နယ်ဝက်ကောင်းရွာကနေပေါက်ဖွာလာခဲ့တဲ့စိန်ရွှေရတနာဇတ်တပင်ကြီးကြုံတွေ့ခဲ့ရတဲ့ယနေ့တိုင်အဖြေရှာမရသေးတဲ့တကယ့်ထူးဆန်းဖြစ်ရမှန်ကြီးအကြောင်းကိုကြဲကြဲပြန့်ပြန့်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုကိုဆုံးအောင်ကြည့်ပြီးရင်တော့တင်တို့ဟာတောတောင်နေစီကကြားရတဲ့ဆိုင်းတန်တွေကိုအရင်လိုတာမန်အတိုင်းနားထောင်နိုင်တော့မှာမဟုတ်ပါရခိုင်ပြည်နယ်မြေပုံမြို့နယ်ကဝက်ကောင်းရွာဆိုတာတစ်ချိန်ကရခိုင်ဇက်တပင်လောကမှာအလွန်ကြော်ကြားတဲ့ရွာတစ်ရွာပါစိန်ရွှေရတနာတန်းအောင်ကြော်ရတနာကြော်နဲ့အောင်နဲ့စတဲ့နာမည်ကြီးဇက်အဖွဲ့တွေဟာဒီမြေကနေပဲပေါက်ဖွားခဲ့တာဖြစ်ပါတယ်ဒီထဲမှာမှကျွန်တော်အခုပြောပြမယ့်ဖြစ်ရမှန်ကိုကြုံတွေ့ခဲ့ရတာကတော့စိန်ရွှေရတနာဇက်တပင်ကြီးပဲဖြစ်တယ်လို့ဒေသခံလူကြီးမတွေကအခိုင်အမာဆိုကြပါတယ်လွန်ခဲ့တဲ့10စုနှစ်များစွာကစိန်ရွှေရတနာဇက်အဖွဲ့ဟာရခိုင်ဒေသကမြို့တစ်မြို့ရဲ့ဖျားပွဲမှာကပြဖျော်ဖြေနေခဲ့ပါတယ်။ပရိသတ်တွေကြိတ်တို့စီကားနေတဲ့တညမှာတော့ထူးခြားတဲ့ဝစ်စားစင်ရမှုတွေနဲ့လူတစုကဇက်ဆရာစီရောက်လာခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့သူတို့ရဲ့နေရမှာဇက်ကပြဖို့လာရောက်ငားရမ်းတာပါပဲ။ဇက်ဆရာကခရီးအကွာဝေးနဲ့နေရာကိုမီးတဲ့ခါမှာတော့အံ့ဩစရာဖြစ်ရကစပါပြီ။ဇက်ဆရာဟာရခိုင်ပြည်တစ်ခွင်မှာဇက်ကလာတာ10စုနှစ်တခုမှကကြာခဲ့ပြီဖြစ်ပေမဲ့အခုအဲ့ဒီလူတွေပြောတဲ့နေရာကိုတခါမှမကြားဘူးဗျဇက်ဆရာကခင်ဗျားတို့ပြောတဲ့နေရာကိုကျွန်တော်တခါမှမကြားဘူးဗျလမ်းလည်းမသိဘူးလို့ငင်းဆိုပြန်ဒါပေမဲ့အဲ့ဒီအမီမသိလူတစုကတော့အေးဆေးတည်ငြိမ်စွာနဲ့ပဲဘာမှမဖြစ်ဘူးဇက်ဆရာကျွန်တော်တို့လမ်းပြခေါ်ဆောင်သွားပါမယ်လို့အာမခံခဲ့ကြပါတယ်ဖျားပွဲပြီးလို့ခရီးထွက်ရမယ့်အချိန်ရောက်တော့ဇက်အဖွဲ့သားတွေကဇက်ပုတ်ရေရင်ကြီးပေါ်ကိုပစ္စည်းတွေတင်ပြီးလမ်းပြတွေရဲ့နောက်ကနေရေချောင်းအတိုင်းလိုက်ပါခဲ့ကြပါတယ်တွားနေရင်းနဲ့မြစ်ပြင်ကျဲကြီးတဲကနေတခါမှမမြင်ဘူးတဲ့မြေပုံပေါ်မှာလည်းမရှိတဲ့ချောင်းငယ်လေးတစ်ခုတည်းကိုဇက်ပုတ်ကြီးချိုးကွေ့ဝင်ရောက်သွားခဲ့ပါတယ်။အဲ့ဒီလမ်းကြောင်းဟာသူတို့အမြဲသွားနေကြလမ်းဖြစ်ပေမဲ့ဒီချောင်းလေးကဘယ်အချိန်ကပေါ်လာမှန်းဘယ်သူမှမသိခဲ့ပါဘူး။ဇက်အဖွဲ့သားအားလုံးဟာအချင်းချင်းကြည့်ပြီးအံ့ဩထိတ်လန့်နေကြပေမဲ့ရှေ့ကလမ်းပြတွေနောက်ကိုပဲဆက်လိုက်ခဲ့ကြရပါတယ်။ညနေဆောင်တဲ့အခါမှာတော့သူတို့ဟာဆက်စင်စောက်ထားတဲ့ကွင်းမြင်ကျဲကြီးတစ်ခုအနားကိုရောက်လာခဲ့ပါတယ်။အဲ့ဒီနေရာမှာတော့လူတွေကကြိတ်တို့စီကားနေတာမြင်ရပါတယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီနေရာဟာဘာပွဲလဲဘာကြောင့်ကျင်းပတာလဲဆိုတာဘယ်သူမှမသိရတယ်လို့လာတဲ့လူတွေရဲ့အမူအရာတွေကလည်းတမျိုးထူးခြားနေပါတယ်ပထမတညကပြလို့ပြီးလို့နောက်တနေ့မနက်မိုးလင်းတဲ့ခါမှာတော့ဇက်အဖွဲ့သားအားလုံးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်မင်းညာကစီကားနေတဲ့လူတွေရွာတွေဟာတယောက်မှမရှိတော့ပဲသူတို့ဇက်ပုတ်ကြီးနဲ့ဇက်စင်ဟာအလွန်မြင့်မားမတ်ဆောက်တဲ့တောင်ထိပ်ကြီးတစ်ခုပေါ်ကိုရောက်နေတာကိုတွေ့လိုက်ရလို့ပါပဲအဲ့ဒီတောင်ဟာအဝေးကကြည့်ရင်တောင်ကြောက်စရာကောင်းလာတဲ့ရန်တောင်ဒါမှမဟုတ်မိုးတီးနတ်တောင်လို့ခေါ်တဲ့နေရာကြီးပါအဲ့ဒီတောင်ကိုလူတချို့ကရန်တောင်လို့ပြောကြပြီးနောက်တချို့ကမိုးတီးနတ်တောင်လို့လည်းပြောကြတယ်ခုကျွန်တော်သုံးနှုံးမှာကရန်တောင်လို့သုံးနှုံးမှာဖြစ်တဲ့အတွက်အမားလေးများပါသွားရင်ခုကပင်ကြိုပြီးတောင်းပန်ပါရဲ့ဒီနေရာဟာတင်နန်းရှင်နတ်စိန်နတ်ရှင်တို့ပျော်မှုရာလူသူမနီးတဲ့အစိမ့်နတ်ဒီစိုးပိုင်တဲ့နေကြီးအဖြစ်နာမည်ကြီးပါတယ်ဒီရန်တောင်ရဲ့အကြောင်းကိုကျွန်တော်နည်းနည်းပြောပြပါမယ်ရန်တောင်ဟာအလွန်ထူးဆန်းပါတယ်စီးဖောက်ဝင်တဲ့ဖူးတိဥတွေပုံများပြီးမဲ့တစ်ခုသမားတွေယူလာရင်လမ်းတော်မှာအလူလူပျောက်သွားတတ်ပါတယ်မိုးရာသီရောက်ရင်တော့အဲ့ဒီတောင်ပေါ်ကနေစိမ့်တံဘုံတန်ကြားရတတ်ပြီးအနားကရွာသားတွေကစပွဲရှိတဲ့အမှတ်နဲ့တွားကြည့်ရင်တော့ဘာမှမရှိတဲ့တောအုပ်ကြီးကိုပဲတွေ့ရလိမ့်ရှိပါတယ်အဲ့ဒီလိုလျှို့ဝှက်တဲ့တောင်ထိပ်ပေါ်မှာ
စိန်ရွှေရတနာဇက်အဖွဲ့ဟာ3ညတိုင်တိုင်ကပြခဲ့ရတာပါ3ညပြည့်တဲ့အခါမှာတော့ဇက်ငှားသူတွေကဇက်ဆရာကိုဇက်ခအဖြစ်အယောင်တလဲလဲတောက်နေတဲ့လက်တဆုပ်စာကြောက်တုံးတုံးကိုပေးအပ်ခဲ့ပါတယ်ပြီးတော့သူတို့ကတေချာမှာလိုက်ပါတယ်ပြန်တဲ့အခါဝင်လာတဲ့ချောင်းအတိုင်းပြန်သွားပါဘယ်တော့မှနောက်ပြန်လေမကြည့်ပါနဲ့တဲ့ဇက်ပုတ်ကြီးဟာချောင်းကြားအတိုင်းပြန်ထွက်လာခဲ့ပါတယ်ဒါပေမဲ့ဇက်ဆရာဟာလူသားပြီးတီလိုစိတ်ကိုမအောင်နိုင်ပေချောင်းဝနာရောက်တော့နောက်ပြန်လေကြည့်မိလိုက်ပါတယ်အဲ့ဒီအချိန်မှာမြင်လိုက်ရတဲ့မြင်ကွင်းကတော့ကြောချမ်းစရာပါပဲသူတို့လာခဲ့တဲ့ချောင်းဟာချောင်းမဟုတ်တော့ပဲကြောက်တုံးကြီးတွေနဲ့ဖုံးလွှမ်းနေတဲ့တောင်ကျရေတံခွန်ကြီးဖြစ်နေပါတယ်သူတို့ရည်ရင်သွားလာခဲ့တဲ့နေရာတွေမှာကြောက်တုံးကြီးတွေတဖြည်းဖြည်းပေါ်လာပြီးမြက်ပြင်ကိုရောက်တာနဲ့အဲ့ဒီချောင်းဟာလုံးဝပျောက်ကွယ်သွားခဲ့ပါတော့တယ်ဒါဟာတစ်ချိန်ကရခိုင်ဒေသမှာတကယ်ဖြစ်ပျက်ခဲ့တဲ့ဖြစ်အမှန်တစ်ခုပါဇက်စီယာရရှိခဲ့တဲ့ကြောက်တုံးဟာလေအဖိုးတန်ရတနာတုံးဖြစ်ခဲ့တယ်လို့ဆိုကြပါတယ်ဒီနည်းအထိရခိုင်ရိုးမရဲ့တိုးတောင်တွေကြားမှာလူသားတွေမသိနိုင်တဲ့လျှို့ဝှက်ချက်တွေအများကြီးရှိနေပါသေးတယ်ဒီယုံတိုးတောင်တွေစီကစိုင်းတန်ကိုကြားဖို့ပါလားဒါမှမဟုတ်ဒီထက်ပိုပြီးထူးဆန်းတဲ့ဖြစ်အပ်ဒီကိုတိထားတာရှိပါလားကျွန်တော်ကိုမတ်မှာပြောပြပေးခဲ့ပါအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်အမှန်တွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ channel ကို like နဲ့ follow လုပ်ထားဖို့မမေ့နေဘူးနော်ကျွန်တော်ကန်လာပါနောက်ထပ်စိတ်ဝင်စားစရာ content တွေနဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲလျှို့ဝှက်စမ်းချင်မှုတွေကြောင့်ပြီးကင်းကြပါ